အားလုံးမင်္ဂလာပါ DTNA online accounting channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုလေးမှာ selling price တွက်တဲ့အခါ profit percent ဘယ်လိုတွက်တယ်လဲဆိုတာကိုညှောက်ဝေပါမယ်ပြီးခဲ့တဲ့ဗီဒီယိုလေးမှာ selling price တွက်တာကိုပြောခဲ့တယ်အဲ့ selling price တွက်တဲ့အခါမှာ profit percentage ကိုဘယ်လိုပေါင်းမလဲဆိုတာလေးကိုဆက်လက်ပြီးတော့မျှဝေပါမယ်profit ကို percentage တွက်တဲ့အခါ markup percentage ရှိတယ် margin percentage ရှိတယ်တော့ total cost က 1000 ရှိပြီဆိုတော့ total cost 1000 ရှိရင်ဒီ total cost ထဲမှာ profit percent ကိုထပ်ပေါင်းမယ်တော့ profit percent တွက်တဲ့အချိန်မှာ markup နဲ့ပေါင်းချင်တယ် markup 20% ထည့်ချင်တယ် profit ကိုတော့ markup လို့ပြောရင်သင်္ချာတွက်တယ်လို့အချိုးလေးခြာကြည့်လိုက်မယ်ပေါ့နော်တော့ဒီ profit ဒီ cost မှာပေါင်းတာဖြစ်တဲ့အတွက် cost profit sales ဆိုပြီးတော့ရေးလိုက်တယ် markup လို့ပြောရင်ဒီ20ဒီ cost မှာပေါင်းတာဖြစ်တယ်ဒါကြောင့်မလို့ cost 100တော့ cost 100 profit က20ဆိုတော့ sales ရောင်းမဲ့ဈေးနှုန်းဒီ120ဖြစ်မယ်ဒါအချိုး ratio ချကြည့်လိုက်တာပေါ့နော်ဒါဆိုရင်အခုက total cost က 1000 ရှိတယ်တော့ cost က 1000 ရှိရင်အချိုးနဲ့ ratio နဲ့တွက်လိုက်မယ်ဆိုရင်ပေါ့နော်1000 multiply profit ကိုသိချင်တာဖြစ်တဲ့အတွက် profit ratio က20ရှိတယ်20 divided by အခုသိတာက cost သိတယ်အဲ့တော့ cost က100ဒါဆိုရင်20 divided by 100ဆိုတော့ equal 200ရမယ်အဲ့တော့ profit ဒီ200ပေါ့နော်အဲ့တော့ဒီ ratio တွက်တဲ့အခါမှာသင်္ချာတွက်တဲ့ပုံစံနဲ့အတူတူပဲပေါ့နော်အဲ့တော့ကိုက profit ကိုသိချင် profit ရဲ့ ratio 20ကိုတည်တယ် divided by အခုတည်ထားတဲ့1000ကဘာလဲဆိုတော့ cost တဲ့အတွက်ကြောင့်မလို့20 divided by cost က100ရှိတဲ့ပုံမှာ ratio ဒါကြောင့်100နဲ့ divide လုပ်လိုက်တာဒါဆိုရင် profit က20အဲ့တော့ total cost 1000မှာ plus profit က20ဒါ markup percentage နဲ့တွက်လိုက်တာဖြစ်တယ်နောက်တစ်ခု margin 20% ဆိုပါတော့เนาะ profit ကို margin 20% နဲ့ထားခြင်းတယ်ဆိုရင် margin 20% ဒီ sales ပုံမှာတွက်တာဖြစ်တယ်အဲ့တော့ခုနလိုပဲ ratio ချကြည့်လိုက်ရင် cost profit sales အဲ့တော့ margin 20% ဆိုရင် profit က20ဖြစ်မယ်ဒီ margin percent markup percent ဆိုတာ profit ကိုပြောတာဖြစ်တယ်ဒါကြောင့် profit က20 margin လို့ပြောရင် sales ကို100အဲ့တော့ sales 100ရှိမယ် sales 100ထဲမှာ profit က20ပါတယ်20ပါတယ်ဆိုတော့ cost က80ဖြစ်မယ်အဲ့တော့သူက80 20 100ဖြစ်သွားတယ်ဒါဆိုရင် profit တွက်မယ် profit တွက်မယ်ဆိုရင် profit equal အခုသိတာ total cost ပဲသိတယ်ဒါကြောင့်1000 total cost ကိုတည်လိုက်တယ် multiply profit ကိုသိချင်တဲ့အတွက်ကြောင့် profit ဒီ20 divided by အခုတည်ထားတဲ့1000က cost ကိုသိတာဖြစ်တယ်အဲ့တော့ cost ကဒီမှာ80ရှိတယ်အဲ့တော့20 divided by 80ဒါဆိုရင် equal profit က250တော့ total cost က1000 plus profit က250ဆိုတော့ selling price က1250ဖြစ်သွားတယ်အဲ့တော့ profit က 20% တော့တူတယ်ဒါပေမဲ့ markup နဲ့ margin ဖြစ်တဲ့အတွက် profit amount မတူတော့ဘူးအဲ့တော့ markup 20% နဲ့တွက်မယ်ဆိုရင်တော့ profit က200 cost မှာ200ပေါင်းမယ် margin 20% လို့ပြောရင်တော့ cost မှာ250ပေါင်းမယ်အဲ့တော့ဒီရဲ့အချိုး၃ခုချလိုက်တာပေါ့နော်အခု cost profit sale ဒီ၃ခုအချိုးချလိုက်တာလေးကဒီ cost profit sale ၃ခုထဲမှာတစ်ခုသိလိုက်ပြီဆိုတာနဲ့ကျန်တဲ့နှစ်ခုကိုတွက်လို့ရတယ်အခုမျှဝေလိုက်တာလေးကတော့ရောင်းဈေးတွက်တဲ့အချိန်မှာ profit ပေါင်းတာလေးပဲဖြစ်ပါတယ်